ကိုတလောဒီလို customer တွေအရန်ကိုအတွေ့များနေရပေါ့နော်မျက်နှာမှာအရေးအကြောင်းတွေရှိလို့မဲညစ်နေလို့တချို့ဆိုနေလောင်ပြီးတော့မျက်နှာမဲလို့အစီပြန်လို့မျက်နှာဖြူဝင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့သူတွေပေါ့နော်မြန်မာနိုင်ငံရဲ့ယာတီဥတုအရာရောသွာလာလှုပ်ရှားနေထိုင်မှုအရာရောဒီလိုပြဿနာတွေဆိုတာຫນွေမိုးဆောင်မတို့ကြုံတွေ့နေရတယ်အဲ့အတွက်ဘာသုံးရမလဲဆိုလို့ရှိရင်ဈေးနှုန်းတင်းတင်းနဲ့အာနိသင်ထိရောက်တဲ့သုံးသူတွေရဲ့ review ကောင်းတွေလည်းရရှိထားတယ်ဒီ skin care လေးကိုမှညွှန်ပေးလေးရှိပါတယ်ဘာလဲဆိုတာအရင်ဆုံးပြပြပေးမယ်နော်သူ့မှာအရွယ်တင်မှုပြိုစေတဲ့ collagen နဲ့သစ်စေးပါတယ်အရွယ်တင်ပြီးတော့မျက်နှာဖြူဝေးစေတဲ့ collagen whitening toner လေးလည်းပါဝင်ပါတယ်ပြီးရင်တော့အသားရည်ကိုနှစ်ကိုထက်3ဆကြည်လင်မှုပြိုစေတဲ့ collagen moisturizer လေးလည်းပါဝင်ပါတယ်နေတန်းအလေးနံတွေကိုကာကွယ်ပေးမဲ့အပြင် collagen ပါဝင်နေတဲ့ collagen sun cream လေးလည်းပါဝင်ပါတယ်ခဲပြီးတာနဲ့မျက်နှာကိုအခုဖြူဝေးသွားစေတဲ့ collagen အသားလှမှုပြိုခင်းလေးလည်းပါဝင်ပါတယ်ရှင်ဆက်လေးကမျက်နှာအသားရည်မဲညစ်နေသူတွေမျက်နှာဖြူခြင်းသူတွေအရွယ်တင်မှုပြိုခြင်းသူတွေနဲ့အမဲဆက်တိတ်တိတ်ရှိတဲ့သူတွေအရန်ကိုအဆင်ပြေစေပါတယ်ရှင်အရေးသွေးရလည်းကောင်းတယ်လို့တစုံသာဝယ်ထားအကြာကြီးအသုံးခံပါတယ်